My Melody တော့လေးပါဟဲ့ချစ်စရာလေးဒီရေဘူးလားမသိဘူးနော်ဟုတ်တယ်ရေဘူးဟဲ့မိုက်လိုက်တာကဲဒီမှာဒီနေ့ကြတော့ဒီမှာရွှေလာရောင်ကပေါ့နော် surprise box ဖောက်ပါမယ်သူကအလာမပါဘူးပေါ့နော်ဆိုတော့ကြည့်အောင်ဒီ box ကတော့လေးတယ်ပေါ့နော်ဘာလေးပါမလဲတော့မသိပါဘူးရင်ခုန်နေပြီအသက်ပစ္စည်းအသက်တွေဖောက်ရရင်ရင်ခုန်ကဲကြည့်အောင်โอ้ตัวဒီလိုမျိုးပါတာပါကျွန်မလည်း first time ဖောက်တာဆိုတော့ဟဲ့ဒါပါကြီးလေဒါပါလေရေဘူးလားမသိဘူးနော်ဟုတ်တယ်ရေဘူးဟဲ့မိုက်လိုက်တာချစ်စရာလေးချစ်စရာလေးပါတော့ဖန်ပလင်းပေါ့နော်ဖန်ပလင်းမိုက်ပဲဝေါဟုတ်နေပြီတဲ့နောက်ကဒီထဲမှာပါမလဲမသိဘူးဒီလိုအထုပ်လေးပါတယ်ဒါပါကြီးလေဒါအခုကတည်င်းကျွတ်ဆိုတော့ဒီမှာမီးလင်းပါတယ်နောက်တစ်ခုကကီချင်းလေးပါချစ်စရာလေးဒုတ်ကလေးနဲ့ဒီမှာကြည့်အောင် and then သူကဒီမှာသူ့ရဲ့ဟာဒီလိုလေးဖြစ်နေရမှာဒါပြီးတော့ My Melody တော့လေးပါဟဲ့ချစ်စရာလေးဒီလိုမျိုးရှိရကျွန်မအခုမှပဲသိတယ်ချစ်စရာလေးတော့တော်တော်ချစ်ဖို့ကောင်းပါတယ်ဟဲ့လုံးဝ kitty လေးတွေပဲနောက်ထပ်ဒါတော့ပတ်စံထင်တယ်900ပါတယ်ဒါတော့ပစ္စည်းတစ်ခုခုထင်တယ်ဟုတ်ပါတယ်ဘာလဲတော့မသိပါဘူးဖျောင်းနိုင်မယ်ဒါအခုကတည်င်းကျော်ရောက်တော့မှာဆိုတော့လေနော်ဒီလိုလေးအများကြီးပါတယ်နောက်တစ်ခုကြံလေးရဒီမှာဒါကြောင့်လေးရပေါ့နော်ဘာလဲတော့မသိဘူးတော်တော်လေးတော့မိုက်နေပြီတော်တော်လေးလည်းသဘောကျနေပြီကျွန်မအစိတ်ဆုံးတော့ဒါလေးပဲကဲဒီထဲမှာပါလဲဆိုတော့ကြည့်အောင်ဒီထဲမှာ She Max ပါတယ်ဒီမှာ Hyaluronic ပေါ့နော် Hyaluronic acid ရေးပြီးတော့ခါကြတော့ဒီမှာဆက်ပြမဟုတ်ပါဟဲ့မိုက်တယ်တန်တယ်လို့ပြောရမယ်နေဦးဒါကပေါ့နော်အရင်တော့ကျွန်မဖောက်နေကြရွှေလာရအောင်ပေါ့နော်ဒီကနေမှအသစ်ထွက်တာလေးပါမိုက်ပါရဲ့ရေဘူးလည်းပါတယ်နော်ဒီမှာရေဘူးပါတယ်ဒီနှစ်ခုကျွန်မတော့ဒီနှစ်ခုနဲ့တွေကိုအရန်တန်တယ်လို့ခံစားရတယ်ကွာအဲ့တော့ဖောက်ကြည့်ပါဈေးကတော့သူအဆဆရှိကဲကျွန်မဒီတစ်ခါကျတော့ဒါလေးဖောက်မှာပါဆက်ကြည့်အောင်မထက်တော့ကဲအားတော့အကြိုက်ဆုံးပါလေသူကတော့6ဘူးပဲပါလာပါဒါလေးကတော့ပေါ့ပါတယ်ကဲခုနကတော့ကျတော့ဖုန်းလာလို့ပေါ့နော်ကဲကြည့်အောင်ကဲဒီလိုလေးပါဘာလဲတော့မသိကလစ်ကလေးပါM နဲ့အသီးကလစ်ကလေးပေါ့နော် strawberry အသီးကလေးလေးချစ်စရာလေးနှစ်ခုတော့ပါတယ်နောက်ထပ်ဘာပါလဲsunglasses ဒီကမြတ်မှာဝေါအရင်မိုက်တယ်ဟဲ့ Happy birthday နောက်နေ့မွေးနေ့ကျရင်တက်လို့ရပြီနောက်နေ့မွေးနေ့ကျရင်တက်လို့ရပါပြီဒီမှာကြည့်ဦးအစမ်းလေးနော်ကဲနောက်ထပ်အဲ့ဒီတေးကားလေးပါကားတေးလေးဒါလည်းမပါမဖြစ်ပါနော်ဟိုးဒါအရင်လေးပါရဲ့ဒီတော့နောက်မှပဲဖောက်ပါမယ်ဒါလေးလည်းတေးလေးပဲဒါလေးလည်းမသိဥလေးပါဒါပါလေးလေချစ်စရာလေးခဲကျွန်းစားတော့မဟုတ်ဘူးရိုးရိုးဒီတိုင်းကားလေးပါချစ်စရာလေးနော်ကျွန်မဘေဘီပပလိုမျိုးဖွင့်လို့ရပြီပေါက်ထားတဲ့ပစ္စည်းနဲ့ကားရှုံးလို့နေပါတယ်နောက်ထပ်ဒါပါလေးလေမဟုတ်ပါတရုံမို့အရင်တိုက်တယ်ကျွန်မအရင်တော့ကအရင်စားတယ်အခုတော့မစားဖြစ်ဘူးအစာရင်ဖြစ်တာဖုန်းလာပါတယ်အဲ့လိုပဲဗီဒီယိုရိုက်ပြီးဆိုရင်နောက်ရက်တည်းရောက်ဝင်ဒါတော့အရင်လေးက box လေးပါဟာလေးလည်းတော့မသိဘူးဒီမှာဒီလိုလေးမြင်ရရပေါ့နော်ကြည့်ရဒါအန်စာတော့မှာဝေါမိုက်တယ်နော်ဒါကလေးအရင်ကြိုက်မှထင်တယ်နော်ကလေးပြောနေကျွန်မရီစားတော့ကြိုက်တော့တယ်အရန်မိုက်တယ်ဖောက်ကြည့်ဒီကတော့အရန် cute ဖြစ်တဲ့ပစ္စည်းမျိုးလေးတော့မပါဘူးပေါ့နော်ဒီလိုမျိုးလေးပါပါတယ်
ကျမကတော့ဘယ်လိုပဲနေဒါကိုကြိုက်ပါတယ်နောက်လဲဖောက်သွားအောင်ပါပါရှင်ဟဲငါတော့နေစားပေါက်ကကြမ်း ကဲဒါလေးဖောက်ပါမယ်အေးဟုတ်ပြီဒါများဖောက်ထားဒီဟာကိုတခြားအမတယောက်ဖောက်ထားတွေ့ရ9000နဲ့ပေါက်လို့ဘလိုလဲပေါက်တယ်တချို့တွေလည်းပေါက်တယ်တို့မပေါက်ခဲ့တဲ့အခိုက်အတန့်တွေရှိခဲ့ပါတယ်အမြဲကြီးရဲ့သူတွေဆိုရင်တော့သိမှာပေါ့နော်မင်း9000ပို့ပေးမှာနော်ကျမဝေါ်တဲ့ကဗီဒီယိုတစ်ပုတ်ရှိရယ်မင်း9000ပေးဖို့အဲ့ဒီဗီဒီယိုထဲမှာတော့ကြည့်လို့ရပါတယ်ဟဲငါတော့နေစားပေါက်ကကြမ်းကန်ကောင်းဝိုင်းလုံးဝ lucky ပဲစကင်နဲ့9000နဲ့ယူကင်လိုက်တာနော်ကျမရဲ့ကန်ကောင်းမှုပေါ့ချီရထုတ်တော့ရှုံးသွားပါတယ်နောက်တော့900 5ကန်းနေနဲ့အကျိုးပေး3900တို့3900တို့လို့ထီလေးပဲပေါင်ကောင်းပါပဲမြင်အောင်တည်တာအထဲကိုဗလာကြီးတင်နေဟုတ်တယ်ဗလာကြီးဒါတော့ဗလာကြီးပါရန်တိတာပါတယ်စက်ကူခောက်ထားတဲ့ပုံစံမှာဒီတေးလေးဆိုတော့ဒါလည်းဗလာလို့ခံစားရတယ်ဗလာပါဒါဘလို့ကြီးလဲဒါလည်းဗလာပဲတင်နေကျမကြီးအထင်မဟုတ်900 sorry မပြောမိသွားလို့ဒါကြောင့်အရန်ပြားကန်နေပဲဒါဘလောက်တန်လဲဗလာယူပါမြင်နေရပါတယ်ဟုတ်ပါတယ်ဗလာပါစက်ကူဖြူဖြူမြင်ရပါတယ်ခွေးရတယ်ဟောင်းနေရပဲ200မြက်တော့မမြက်သေးပါဘူးဒါပေမဲ့9000နဲ့ပေါက်ထားတော့နည်းနည်းကော်လန်နေပါထောင်ကျင်တာဒီညကော်လန်မပါလို့တာဗလာပဲဒါလည်းဗလာပဲနေမှာပါဒါပေမဲ့ပျော့မစောရဲပါဘူးဒီတထုပ်တော်ဖောက်ရခတ်တာပဲကျွန်မဘုတ်တော့မဲဖောက်ရင်းနဲ့ဒီလက်တဲ့အတွင်းထဲမှာပြေးသွားဒီစတာပလာနဲ့ထိသွားတာဗလာကြီးထင်တယ်နော်လို့ဗလာပါဟုတ်ပါတယ်ဟာဗျာဒါကြီးကပတ်စံနဲ့တူတယ်ဟုတ်တယ်900ဒါလည်းပတ်စံမဲနေမှာပျော့စစ်စစ်လေးထင်တာပြောတာ1000လောက်မသိဟုတ်တယ်1000ဟဲ့ဘယ်လောက်ကြာနေ9000နဲ့400ရပြီဒီလောက်ဆိုမြက်ပြီလားမသိပြီးတော့မှစာဘောင်ချာဈေးဝယ်တဲ့ဘောင်ချာဆိုင်ဘက်ကပါတယ်စာရွက်ပဲပါတာမကြည့်ပြဘူးကျမအဲ့လိုပဲဗလာကဲဒါနောက်ဆုံးတော့ဂါရမန်အနေနဲ့ဟိုနေ့ကကျမဒီလိုတထုပ်တည်းက9000နဲ့2ရွက်ပေါက်တာဒါကတော့ရှားပါဖြစ်စဉ်ကွာဆက်90မဟုတ်ရင်ရပြီကွာကဲ200ညလာလားရှုံးတာလားတော့မသိတော့စာရွက်ကဟိုနားမှာ9000 5500 6000နဲ့ဒီမှာ1000ပြန်သေးရယ်9000နဲ့200 400 600 9000နဲ့600ဆိုတော့မသိဘူးရှုံးလားမြက်လားတော့ဒါပေမဲ့ဒီ9000နဲ့ပေါက်တာနေကျွန်မအားတွေပျော်နေပြီကြီးပဲခေါင်းပတ်ပါဝါပပပူသေးလေးချစ်စရာလေးရှင်တို့မကြည့်ဩကဲကျမဒီမှာရွှေလေးရဲ့ထုံကြီးဖောက်ပါမယ်ဒီနေ့ကတော့ကျမတငယ်ချင်းနေနဲ့ပေါ့နော်စိတ်ပြေလက်ပြောက်station နေတာပေါ့နော်အဲ့ဒါနဲ့ကျမတငယ်ချင်းနဲ့ဖောက်ပါပါလက်ရှိနေတဲ့တငယ်ချင်းနဲ့ဖောက်မယ်ပေါ့နော်ဖောက်ပါမယ်ရောရင်းဒီတော့ဘူးပါsorry ရနာ okay so တော့6ဦးပဲပါလာဆိုပြန်ဖောက်မယ်ဖောက်လေပြီးငါ့ကိုပြဒါပါကြီးလေပိုက်ပါဒါဘလို့ဆော့ရမီးကြိုးလဲပါတယ်ဆိုတော့မီးလင်းမဲ့တယ်နော်ဒီမှာပါဒီလိုမျိုးလေးကျွန်မဆွဲထုတ်လိုက်ပြီ။အိုးဒီမျိုးပါတယ်ပြလိုက်လေဒီမှာပြလိုက်လေထုတ်မပြရင်တော့သူကပေါက်ပါရဲ့အန်စာလုံးလေးပါသေးသေးလေးပါပေါက်ပါရဲ့မဒါလေးကမီးလင်းနေတော့တစ်ခုနောက်တစ်ခုဒီကတော့နည်းနည်းလေးတော့လေးပါရဲ့မဟုတ်ပါပဲရှင်ဒါတစ်ခါပေါက်ပူပါရဲ့မစားဘူးပါဘူးဘာပေါက်တာလဲ
ကားပေါက်တယ်သူကမျက်နှာမပြချင်ဘူးသူရုပ်ပါဝမဆိုးလို့ကျမတငယ်ချင်းနေအရင်ရှက်ပါတယ်ကျမတို့မဟုတ်နောက်တစ်ခု ဝိုးအကြီးကြီးပဲခေါင်းပတ်ပါဝါပပပူသေးလေးချစ်စရာလေးချစ်စရာလေးအကြီးအရင်တော့ကြပါတယ်ဝါလှလိုက်တာမပေါက်တာလဲရင်တို့မကြည့်အောင်ဒီနှစ်ခုကျမအရင်ကြိုက်နေပါပြီဟဲ